ဟဲ့လူဒါကအဝေးပြေးလမ်းမကြီးမဟုတ်ဘူးနော်တွန်းဟာသူ့မလုံမိသွားပြီဆိုတာကိုတိလိုက်ရယုံတယ်မကပဲသူ့မျက်နှာပေါ်မှာရုပ်မာတဲ့အပြုံးတစ်ခုပါပေါ်လာခဲ့တယ်ရဲတွေကချက်ချင်းရောက်လာတော့ကောင်းလေးနှစ်ယောက်ဟာကြောက်လန့်တကြားနဲ့တုံ့ပြန်ဖြစ်သွားကြတယ်သူတို့ဟာတရားအောက်ကိုအမြန်ပြေးဝင်ပြီးမှောင်နေတဲ့ပိုက်လုံးကြီးထဲမှာပုံနေလိုက်ကြတယ်ဘေးကင်းသွားပြီဆိုတာနဲ့သူတို့ဟာဘာမှမဖြစ်ခဲ့တယ်လို့မျိုးကစားနေကြပြန်တယ်ဒါပေမဲ့သူတို့စီကကြံနေခဲ့တဲ့အနံ့ကြောင့်အနီးနားမှာရှိတဲ့ရဲခွေးတစ်ကောင်ရောက်လာနေတာကိုတော့သူတို့သတိမထားမိကြဘူးခွေးကသွားတွေကိုဖျက်ပြပြီးသူတို့စီကိုလျှက်စီးလို့အရှိန်နဲ့ပြေးဝင်လာခဲ့တယ်ခွေးကသူတို့စီကိုရောက်ခံနီးမှတင်တွန်ကတန်တကားကိုဝုန်းကနေပိတ်ချလိုက်တယ်သူကခွေးကိုကြည့်ပြီးလှောင်ရနေတာကခွေးကိုပို့ပြီးဒေါသထွက်စေခဲ့တယ်။ကလဲစားချေခြင်းတဲ့အတွက်ဟာသူ့အဖိုးရဲ့လေးခွကိုခိုးယူခဲ့တယ်။သူတို့ဟာခွေးကင်းလက်လေးရှိတဲ့နေရာမှာချောင်းမြောင်းပြီးခလုတ်ကိုအသာလေးဆွဲညစ်လိုက်တယ်။မြားကထိသွားပြီးခွေးမှာဒဏ်ရာရသွားခဲ့တယ်။ရဲခွေးတစ်ကောင်ကိုတက်တာဟာထောင်ကျနိုင်တယ်လေ။ဒါကြောင့်တွန်းဟာဒဏ်ရာရနေတဲ့ခွေးကိုအိတ်ထဲထက်10 ကီလိုမီတာလောက်တဲသွားပြီးစွန့်ပစ်ထားတဲ့ရေတွင်းဟောင်းတစ်ခုထဲကိုပစ်ချလိုက်တယ်။အဲ့ဒီချိန်ကစပြီးသူ့တငယ်ချင်းတွေကတော့ဒီလိုဒေါသကြီးတဲ့တွန်းနဲ့ဘယ်တော့မှအတူတူမကစားတော့ဘူးလို့ဆုံးဖြတ်လိုက်ကြတယ်။မင်းရဲ့ဟာတာညံတွေဘယ်ရောက်ကုန်ပြီလဲ။